Sania Pina Badayet, Kibo Pina Badayet, Wazana Baduni Gumonoma upon Minglava. Turi no thing answer, Saja Bazu. Okay? Tempiame noska 1 2 3 no. 1 2 3 no ku tempiapu dwe. Shima Kaba Tengita Pito International Noske Tamburi Pueziboni Ko Muri Tiama Pite. Okay? Ero Kaba Tengita Noku Niruku Sapiro Akori Tamburi Nale Au Tempiapima Pite. Okay? ကြည့်လိုက်ရအောင်โอเคတွေ့ပြီဒါဒီဒီကပသင်္ကေတနှုတ်ရဲ့အခေါ်အော်တွေတန်ဖိုးတွေဖြစ်တယ်โอเคဥစွာပထမ semi break ဒုတိယ meaning crochet quiver semi quiver demi semi quiver โอเคဒါဒီကပသင်္ကေတနှုတ်ရဲ့အခေါ်တွေတန်ဖိုးတွေဖြစ်တယ်โอเคဗမာလူပြောရပါလေရင် semi break 1 note meaning 2 note crochet 4 note quiver 8 note semi quiver 16 note demi semi quiver 32 note โอเคဒီမှာလေ semi break 1 meaning 2 crochet 4 quiver 8 semi quiver 16 demi semi quiver 32 okay ဒါတွေညီတို့ညီမတို့သိရမှာဖြစ်တယ်ဒါကပ္ပသင်္ကေတ international notes ကဖွဲ့စည်းပုံအယူအဆတွေတန်ဖိုးတွေဖြစ်တယ် demi semi quiver မှာအောက်မှာ line 3 line တားထားတယ် semi quiver မှာ2 line တားထားတယ် quiver မှာ1 line တားထားတယ် okay တို့တွေ beat တွေဘားတွေပဲလှည့်ကြပါစို့အကြမ်းမြင်ပေါ့အဲ့တော့ပြောချင်တာက30 note demi semi quiver ဒီအရာဖြစ်တယ်အောက်မှာ3 line တားထားတယ်တပိကို8ချက်ရှိတယ်8လေးလီ32 okay 32 note semi quiver တပိကို4ချက်ရှိတယ်4လေးလီ16 16 note okay quiver တပိကို2ချက်စီရှိတယ်နှစ်လေးလီ8 8 note okay အဲ့တော့ဘာဖြစ်မလဲ crochet ကြတော့တပိကိုတစ်ချက်4 note okay meaning ကြတော့ 1 beat 2 beat နာ3 beat women 4 beat နာတယ်သူကြတော့နှစ်ချက်ဖြစ်တဲ့အတွက် meaning okay ဒီမှာကြတော့ဘာတော့ semi break okay သူကတော့တစ်ပါးလုံးကိုအပြည့်တန်ဖိုးရှိတဲ့အလုံးဖြစ်တယ် okay လောက်ဆိုညီတို့ညီမတို့ကိုတို့သဘောပေါက်ပြီဗျာ okay ရှေ့ကိုဆက်ကြပါစို့စောကပြောခဲ့တယ်ပိဒီဘားတွေလို့ပြောခဲ့တယ် okay ကြည့်လိုက်ရအောင်ဒီအတုံးလေးဟာပိလို့ဆိုပါတယ်ဘယ်နှပိရှိလဲတပိ2ပိ3ပိ4ပိ4ပိရှိတယ်အဲ့ဒီ4ပိကိုတဘာလို့ခေါ်ပါတယ်ပြောရင်တော့အကန့်တစ်ခုပေါ့ okay ဘာလို့ခေါ်ပါတယ် okay big bar အဲ့တော့ပြောချင်တာကတဘာမှာ4ပိရှိတယ် okay တဘာမှာ4ပိရှိတယ်4ပိကိုတဘာလို့ဆိုတယ် okay ရပြီတဘာမှာ4ပိရှိတယ်4ပိကိုတဘာလို့ဆိုပါတယ် okay ရှေ့ကိုဆက်ကြပါစို့ပြောခဲ့ပါတယ်တဘာမှာ4ပိ4ပိတဘာโอเคရှေ့ကိုဆက်ကြပါစို့ထို့အတူပါပဲ2ပိကိုတဘာဆိုတာလည်းရှိပါတယ်2ပိကိုတဘာဆိုတာလည်းရှိပါတယ်သူ့ကို24လို့ခေါ်ပါတယ်ဘာမှသုံးတယ်လဲမင်းစီရေးစစ်ချီတွေမှာသုံးပါတယ်โอเคရှေ့ကိုဆက်ကြပါစို့သူကြတော့3ပိကိုတဘာလို့ဆိုပါတယ်သူ့ကို34လို့ခေါ်ပါတယ်โอเค3ပိကိုတဘာ34လို့ခေါ်ပါတယ်ညီတို့ကိုနားလည်အောင်ပြောပြရပါလိမ့်ရင်အနည်းဆက်ဆုံးပေါ့34လေးက
ချိန်တုတ်တုတ်ခေစီကိုပြန်လေကလေးဒီစကူရီယူသွားတော့ပြန်လာမယ်လေ Okay ဒါဒီ34 time နဲ့ work ပြီးလို့လည်းခေါ်ပါတယ် Okay ဗျာသဘောပေါက်ပြီနောက်တစ်ခါထက်အတိပေးရရင်နိုင်ငံတော်အခမ်းအနားတွေမှာရှေ့ကနေပြီးတော့အနှေးလျှောက်သွားတဲ့သူကိုတွေ့ဘူးပါလိမ့်မယ် Okay အဲ့ဒီမှာလေသုံးပါတယ်ပြောရင်တော့စစ်ကြောင်းတို့ဘာညာစစ်ဆေးတဲ့အချိန်မှာရှေ့ကအနှေးလျှောက်သွားတဲ့သူတွေကိုတိမှုတ်ပေးရတဲ့ work ပြီးတာညီတို့ညီမတို့ခုလောက်ဆိုသဘောပေါက်ပြီ Okay ရှေ့ကိုဆက်ကြပါစို့ရှေ့မှာဘိတီဘားတွေအကြောင်းပြောခဲ့ပြီးဖြစ်တယ် Okay တို့တွေ1 2 3ရဲ့အခေါ်အော်တွေလာပါပြီ Okay ဒိုရေမီဖာဆိုလာတီတိုတိုဆိုတဲ့နေရာမှာ1ရေကို2မီကို3ဖာကို4ဆိုကို5လာကို6တီကို7ဒိုကိုတိုပေါ့ Okay အဲ့တော့ပြောချင်တာကဒိုရေမီဖာဆိုလာတီတိုညီတို့ဒီ1ကိုတွေ့တာနဲ့1လို့မဟုတ်တော့ဘူး1ကိုတွေ့တာနဲ့တိုလို့ခေါ်နိုင်ရမယ်2ကိုတွေ့တာနဲ့ရေလို့အတိအမှတ်ပြုရမယ် Okay အဲ့တော့1 2လို့မဟုတ်ဘဲနဲ့ဒိုရေပေါ့1 2 3ဒိုရေမီပေါ့2 3 4ရေမီဖာပေါ့ဤကဲ့သို့စိတ်မှာကိန်းအောင်ပြီးလေ့ကျင့်ရမှာဖြစ်တယ် Okay အဲ့တော့ဒိုရေမီဖာဆိုလာတီတိုကိုညီတို့ကိုတင်ပြပေးခဲ့ပြီးပါပြီဘာတော့ diatonic ပေါ့ Okay ဒိုရေမီဖာဆိုလာတီတိုဒီဘာတော့ diatonic Okay diatonic သဘောပေါက်ပြီရှေ့ကိုဆက်ပါအောင်မယ်အောက်မှာ shape ဆိုတဲ့သင်္ကေတ Okay shape ဆိုတဲ့သင်္ကေတဒီဤသင်္ကေတဖြစ်တယ်ရှက်ကဲ့သဘောတဘာဝအတိတ်ပဲသည်တော့ဝက်မြင်သောအတန်ကိုရှက်လို့ခေါ်ပါတယ်။ဘာလို့ရှက်သည်တော့ဝက်မြင်သောအတန်ကိုရှက်လို့ခေါ်တယ်။ Okay လာပြီ flat နော် flat ဆိုတဲ့သင်္ကေတ flat ဆိုတဲ့သဘောတဘာဝအတိတ်ပဲသည်တော့ဝက်နေသောအတန်ကို flat လို့ခေါ်ပါတယ်။ Okay flat သည်တော့ဝက်နေသောအတန်ကို flat လို့ခေါ်ပါတယ်။ Okay ဗျာအဲ့တော့ညီတို့ညီမတို့အကိုတို့ကိုသင်ခန်းစာတော့ဒီအထိပဲပို့ချမှာဖြစ်ပါတယ်။ဒါတွေကိုညီတို့ညီမတို့အကိုတို့အုံနောက်ထဲရောက်အောင်မိမိရရစုပ်ထားပါ။ဒါတွေဒီတဖြည်းဖြည်းပွားများလာဖို့အတွက်ဘယ်လိုခေါ်မလဲ notes ကသင်မုံကြီးတွေဖြစ်တယ်။ Okay ဘိုင်ယာတော့နဲ့တည်ပြီးသား shape တဝက်မြင်မယ် flat တဝက်နေမယ်။ Okay အဲ့တော့ညီတို့ညီမတို့အကိုတို့သင်ပြပြီးသောသင်ခန်းစာကိုမိမိရရဘယ်လိုခေါ်မလဲခလေးတယောက်လို့ပေါ့နော်ချစ်မှတ်နေကြဖို့အတွက်ကိုတိုက်တွန်းပါတယ်ခင်ဗျာโอเค